ကဲအားလုံးပဲမင်္ဂလာပါအရေးကြီးလို့ကြော်မသွားနဲ့ဖြစ်လားမိတ်ဆွေတို့မေးမယ်ဘာလို့ရေးကြည့်တာလဲဆိုတော့ဘာလို့ရေးကြည့်တာလဲဆိုတော့ကျွန်တော်ပြောရမယ်အခုဖြစ်နေတဲ့ဒီမှာတွေ့လာကျွန်တော်တို့မြန်မာပြည်သားတွေထိုင်းနိုင်ငံမှာရွှေတွေပါတွေဝေါ်ပြီးတော့တော်တွေ့နေရတာပေါ့သူတို့ထိုင်းလူမျိုးလာမှာသူတို့ဘလို့ဖြစ်တယ်ဆိုတာဒီဗီဒီယိုကသက်သေးပဲเนาะအဲဒါကြောင့်မလို့တရားနဲ့တရားသိသွားအောင် share ပေးပါတရားနဲ့တရားတတိပေးပါဘလို့အဲ့လိုဖြစ်တတ်တယ်ဆိုတာအဲ့တော့ပြောပြတာပေါ့နော်ဆရာကြီးလောက်တော့မဟုတ်ဘူးကိုယ်မှပြီးသားဖြစ်ကိုယ်ရဲ့ live ပေါ်တွေ့နေရတာစိတ်မကောင်းဖြစ်ရလို့ပြောပြဒါပါပဲဘာကိုကူးဆိုင်ကြပေါ့ဒီမှာเจอบแล้วกระชากสร้อยคอทองคำหนัก2 บาทค่ะรถมอเตอร์ไซค์ผู้เสียหายเสียหลักล้มเนี่ยค่ะแล้วก็ขี่มอเตอร์ไซค์หนีไปทางเทศบาลป่าแดดอันนี้คือตอนเที่ยงครึ่งนะคะประมาณเที่ยงครึ่งของวันที่20ที่ผ่านมาผู้เสียหายคือคุณรัตนา